and gentlemen, are you ready? အဖြစ်သွားလဲဆိုတော့ပြည်သူကချက်ချင်းသိသွားတော့ဒီခမာနေတက်တွေကိုသွားပြီးတော့ဘယ်ကန်ဆန်လောက်လို့မရလောက်တာနဲ့တည်တယ်ပဲဆိုတဲ့အကြောင်းကြီးသိသွားအဲ့လိုပြောပါတော့အဲ့မှာဒါတစ်ပိုင်းပေါ့နောက်တစ်ခုကနည်းနည်းပြောနည်းနည်းထပ်ပြီးတော့လေးထပ်ရွှေ့ရင်းနေတာပိုင်းโอเคအဲ့ဒီမှာဒီပြည်သူတွေအကြောင်းပေါ့နော်ပြည်သူတွေတကောင်တွေဘယ်လိုလုပ်လဲဆိုတော့ဥစားတွေပေါ့အဲ့ဒါနည်းနည်းပြီးသွားတဲ့အချိန်မှာနောက်တစ်ခုကတုတ်ပန်းပေါ့သူဆက်နိုင်သွားတော့လုံတော့တက်တာနဲ့လုံတော့အရာရှိဒီအစိုးရဝင်တဲ့နေရာလို့တုတ်ပန်းဖြစ်သွားတာပေါ့ဟုတ်လားဒီကောင်တွေတုတ်ပန်းတွေကိုဘယ်လိုဆက်ဆံလဲဆိုတော့နည်းနည်းလေးပြောကြအောင်ပြောရင်ဆိုတော့ပထမတော့အဲ့မလားရေဒီယိုကနေတောက်လျှောက်ခေါ်တာဒီလုံတော့အစိုးရမှာအဝင်ထမ်းဆောင်ဝင်တဲ့တက်သားတွေလာရောက်ပေါင်းပါပြန်မလာရောက်တနက်ချပါဘာညာတော့အားလုံးအစီအပြေတယ်ဘာညာဆိုပေမဲ့ဒီတရက်နှစ်ရက်တွင်မှာနေပဲလိုဖြစ်သွားလဲဆိုတော့ခဏမင်းမျိုးဖတ်ဒီပတင်ပန်းလမ်းမပေးတာတွေပါအဲ့တုံပန်းတွေရဲ့နောင်းတွေပုံအဲ့တိရတဲ့လောက်ကလောက်တောင်မှဖြစ်လဲဆိုလို့ရှိရင်အဲ့တော့မလဲဒီရေးUniversity အဲ့ရနေထုတ်ထားတဲ့ genocide list ရတရက်ကိုအဲ့ကိုထိန်းတာတရက်ကိုလူရောက်200အနည်းဆုံး shit ခမာရီတက်ကတက်တယ်တရက်ကိုလူရောက်200အနည်းဆုံးတက်အနည်းဆုံးအဲ့ချက်ပုံများဖို့ပဲရှိ ကျွန်တော်ညအိတ်လို့ရအဲ့လောက်တက်ပြီပြောမယ်သူတို့တက်ကအဲ့တက်တယ်ဆိုတဲ့ကိစ္စကြီးကပြောရမလဲပုံမှန်အလုပ်တစ်ခုလို့ပြောပါပုံမှန်အလုပ်တစ်ခုလို့ပြောတာပေါ့နော်အဲ့မှာထပ်ပြီးပြောချင်တာကအဲ့ဟွာပေါ့အဲ့မှာလုံးဝဘာမှတားနာမည်ကြီးသွားတဲ့ကိစ္စကကြည့်မလားအဲ့တားနာမည်ကြီးသွားတဲ့ကိစ္စဘာကိစ္စလဲဆိုတော့အဲ့ killing fee လို့ခေါ်တဲ့ဥစ္စာပဲဒီ case ပေါ့ကြမ်းမလားအဲ့ killing fee ဆိုတာဘာကိုပြောနေတာလဲဆိုတော့မကဘာဆိုင်ကွင်းဆိုတာရှိတယ်အဲ့ဒါဘာမှလဲဗတင်ပန်နဲ့ပိုင်နေကြမှာရှိအဲ့ဒါအမှဂျပန်ဖက်တူပြောမလဲစိုက်ပြိုးခင်းကြီးဗျာအဲ့စိုက်ပြိုးခင်းကြီးတွေကိုအဲ့တုတ်ပန်းတွေခေါ်အဲ့မှာတုတ်ပန်းတွေကိုဘယ်လိုခေါ်တာလဲဆိုတော့ဥစားကြီးစားရတယ်ဗတင်ပန်တို့ပိုင်လင်းတို့အဲ့တောက်လျှောက်မှာရှိသမျှဒီလက်နက်ချထားတယ်ပြီးတော့ကိုင်ကိုပြန်သွားကြတယ်ရှိတယ်ဗျာဒီအရင်ဒီဟွာတွေပေါ့နော်စစ်တပ်ကရာရှိတွေရောတပ်သားတွေရောအရာခံပြန်နှောင်းဝင်ရာရှိအရာခံဒီဘူတွေရာခံဘူတွေပြီးလို့ရှိရင်ဒီရိုးတက်ချက်တွေတပ်သားတွေအဲ့ဒီအကုန်လုံးသူကအရင်ဒီဟွာလုံတော်တက်ကကိုချုပ်ကြီးဟွာလင်းအောင်ရှိအဲ့လင်းအောင်ခမိုင်တက်ကနေတော့ခေါ်လိုက်တယ်ဒါငါတို့ရေဒီယိုမှာစကားပြောပြီးဘာပြောပြရမလဲဆိုလို့ရှိရင်ဘာတွေပြောခိုင်းတာလဲဆိုတော့လင်းအောင်ကနေစင်တော့ဘာတွေပြောလဲဆိုရှင်အရင်အဲ့တက်သားတွေရာရှိတွေပြန်ရင်ပြီးတော့လာရောက်ပူးပေါင်းပေးကြပါဘာလို့ဆိုတော့ငါတို့ခမနိုင်ငံတော်အကြီးကိုတူတူပူးပေါင်းပြီးတော့တိဆောက်ကြအဲ့ကြောင့်ဒီမှတ်တမ်းမှတ်ရနဲ့လောက်အောင်မှာဖြစ်တဲ့ကြောင့်အရင်ဒီ uniform တွေပါဝတ်ခဲ့ကြတယ်မလားဝတ်ခဲ့အကုန်အပြည့်စုံတယ်ပေါ့နော်လက်နက်တော့မရှိတော့ဘူးပေါ့ဒါပေမဲ့ uniform တွေပါနဲ့လာခဲ့ကြလင်းအောင်အဲ့သူတို့ဗိုလ်ချုပ်ခေါ်လာဖြစ်တဲ့ကြောင့်ဒီတပ်သားတွေကနည်းနည်းယုံကြည်သွားโอเคပြီးတော့နောက်တစ်ခုကဘာနည်းနည်းပြောကြရင်ခမာတွေရဲ့နည်းနည်းသူတို့စူးစကားရှိရဗျာလေဒီတိုက်ရရင်ပါအဲ့စကားရှိရဗျာဒီတိုက်ရရင်ပါပေါ့နော်အဲ့တော့ဘုံလုံးကအဲ့ဒီပုံမှာအခြေခံပြီးတော့ဒီတုတ်ပန်းတွေကတော့လိုစဉ်းစားတယ်အဲ့ဘာစစ်ရှုံးသွားတယ်အင်အားစုပေါ့နော်ဖန်ခံတာတွေရှိတယ်အိမ်မျိုးဒီလွတ်သွားတဲ့လူတွေခုနလက်နက်ချလာတော့ဗျာတဲ့ပြည်သူရှိမှဘာမှဟိုမဖြစ်သေးဘဲနဲ့မိသားစုစီပြန်ကြရတဲ့လူတွေလည်းရှိအဲ့ဒီအကုန်လုံးပြန်စုလိုက်တယ်ဗျာအဲ့ဒီတမန်တော်မှာတရားမလားအဲ့နဲ့ကျွန်တော်မရဘူးလား April 23လား24လားမသိဘူးအားပါနော်အဲ့ April 20ကျော်ပတ်လည်ပါဗျာ April 20ကျော်ပတ်လည်မှာအဲ့အကုန်လုံးစုပြီးတော့အဲ့ဒီခုနမကဘာဆိုင်ကင်းကိုခေါ်သွားတယ်မကဘာဆိုင်ကင်းကိုခေါ်ပြီးတော့အဲ့ခုနပြန်ပြီးတော့ပူပေါင်းမဲ့လူတွေအကုန်လုံးတန်းစီခိုင်းတာပြန်ပြီးပူပေါင်းကိုခေါ်ထားတဲ့လူတွေပေါ့နော်ဒီတပ်သားတွေအားတွေအကုန်လုံးအဲ့အကုန်လုံးတပ်လိုက်ခိုင်းတန်းပြီးတပ်လိုက်ဘာမှစစ်စစ်မြင်းမြန်းနေမရှိဘူးအဲ့တော့တောင်းအကြောင်းကိုကောင်းတဲ့ဥစ္စာဘာလဲဆိုတော့အချို့တက်တွေဆိုရင်ဇနီးတယ်တွေပါတာအချို့တက်သားတွေဇနီးတယ်တွေပါတယ်မလာတဲ့
မလာရဲတဲ့သားရှိဗျအဲ့ဒါဆိုရှင်တို့အဲ့လိုမျိုးတက်စခန်းလေးတက်မိသားစုအိမ်တွေပါတော့ခေါ်လာအဲ့ဒါဆိုတော့မိသားစုတစ်ခုလုံးခေါ်ချတယ်အဲ့ခေါ်လာပြီခုနအဲ့မကမာဆိုင်ကွင်းတော်ကိုခေါ်လာပြီးလို့ရှိလို့ရှင်အဲ့ဟိုဘယ်လိုပြောရမလဲအဲ့ဖေရောအမေရောအကုန်လုံးတက်ပြတယ်ဒါပေမဲ့အဲ့တက်နေတဲ့ဥစ္စာကိုဒီသူတို့ရဲ့ရင်သွေးတွေကလေးတွေကိုကြိတ်ခိုင်းကြိတ်ခိုင်းနေတာပဲဒီလားအဲ့မင်းတို့အဖေတွေမင်းတို့အမေတွေကအန်ကာနဲ့ခမာလူအဖွဲ့အစည်းကိုတစ္ဆာပေါက်တွေဖြစ်တယ်ကျွန်တော်တစ္ဆာပေါက်လို့သွားရလဲဒီလမ်းပဲရှိတယ်ဆိုတဲ့ဥစ္စာပြရတယ်အဲ့ကလေးတွေကိုတော့မတက်ဘူးပြန်တာအဲ့ကလေးတွေဘာလို့မလဲကျွန်တော်နောက်မှလည်းထပ်ပြောပြအဲ့ပြည်သူပိုင်းကိုပြန်ရောက်သွားကျွန်တော်လည်းပြောပြဒါပေမဲ့ဟိုအဲ့ကလေးတွေကြာတော့မတက်ဘူးမတက်ဘဲနဲ့သူတို့အဖေတွေအမေတွေကိုအဲ့ရှိမှတက်တဲ့ဥစ္စာတွေကိုဖန်ကြည့်ခိုင်းအဲ့ငိုလို့မရဘူးဟမ်ငိုလို့မရဘူးငိုတဲ့ကလေးဆိုစိတ်မပိုင်ပါဆိုတော့တက်ပြတယ်သူတို့ဆိုလက်တွေပါဖြတ်တယ်တဲ့တော့ brain wash လုပ်တာဗျာငိုလို့မရဘူးတော့အေးမျက်ရည်ကျလို့မရဘူးအဲ့မှာအဲ့ဟိုတက်တဲ့ဥစ္စာဗျာဒီလားတက်တဲ့ဥစ္စာအချို့အဲ့ပထမအပိုင်းနေမှာတော့ပြောမယ်တနတ်နဲ့ပဲဗျာဒီ 0.5 တွေပါအဲ့လိုမျိုးဒီ game မောပြန်47ပိုင်းဖြစ်တယ်ဆိုတော့အဲ့နောက်ပိုင်းနေမှာကျတော့သူတို့အမိန်တည့်ရထွက်လာအဲ့ဒါနည်းနည်းဟိုမှာအဲ့နည်းနည်းပြောပါဦးအမိန်တောင်းအားမေးတယ်ဆိုတော့နည်းနည်းအားချောက်လာတယ်ဟုတ်လားကြည်မဖြုံးရအေးဟုတ်တယ်ဟုတ်လားကြည်မဖြုံးရအဲ့ဒါဆောင်းကျန်းတယ်ဟိုသူတို့ကြည်တံမသုံးခိုင်းပဲနဲ့မလုပ်လဲဆိုဒီလူတွေကိုရှင်လည်းမီးရှို့တတ်တာမျိုးကြည်တံမဖြုံးရဆိုရဲအဲ့မိရန်အောင်မှာဒီကမာနီတွေကရှင်လည်းမီးရှို့တတ်တယ်ဗျာပြီးရင်နှစ်တတ်တယ်တန်းနေပါတယ်ဗျာဒီလိုထုတ်တန်းနေပါတယ်တွဲလောင်းဆွဲပြီးတော့ရေကိုနှွားတာဗျာဒီစိတ်တွေပါတယ်သိရမလားစိတ်တွေနှွားတွေကိုရေကိုနှွားတာမြင်ဘူးရမအဲ့လိုမျိုးလူကိုအဲ့လိုမျိုးအရေကိုနှွားတာဗျာဆောင်းရိုးရိုင်းသွားပြီသိရမလားဒီကောင်တွေလှုပ်တဲ့ဟာအသေးကောင်တွေခွာတယ်ပြီးရင်ခေါင်းဝလုံးနဲ့ရိုက်တတ်တာတို့ပါတော့ကြည်တယ်မ300ဆိုတယ်ကြည်တဲ့ထောင်းရဲ့တန်မိုးကဘယ်လောက်လဲလူတယောက်အသက်ကဘယ်လောက်တန်မိုးရှိလဲဆိုတဲ့ဟာအဲ့ဒါစဉ်းစားကြည့်ဗျဒီလားကြည်တယ်မ300ဆိုတဲ့အမိန့်နဲ့လူကိုလှုပ်တာပြီးရင်ပါရှိသေးတယ်တဲမျိုးတစို့ထိုးပြီးတော့တက်မလားဒီပါဇက်ကနေပြီးတော့အဲ့တစို့ထိုးပြီးတော့လူမဆန်တဲ့နီးတွေနဲ့အတယောက်တည်းကိုတတ်တာမဟုတ်လားအဲ့ပုံစံမျိုးကအစုလိုက်ပြုံလိုက်တတ်ကဲကြောက်စရာကဲကောင်တွေကွာသိလားအဲ့ကောင်တွေဘယ်ကောင်တွေလဲကြည့်လိုက်အရင်တော့တော်လိုင်းသမားတွေအဲ့တော်လိုင်းသမားလက်ထဲကိုအာဏာရလာတဲ့အချိန်မှာဘယ်လိုဆက်ဆံတော့ပြည်သူတွေကာဝယ်ပါပြည်သူကိုကာဝယ်မှာပြီးတော့လောက်ရတဲ့အခွက်ကြီးကိုကြည့်ဗစေးတွေတက်လာကြီးစံနေရှားတာဟုတ်ဗျအဲ့တုတ်ပန်းတွေတက်တဲ့အချိန်မှာနည်းနည်းထပ်ပြီးတော့ပြောချင်ထပ်ပေါင်းလေးပြောချင်တဲ့ဥစ္စာပေါ့ဒီလားဗာလဲဆိုတော့အဲ့ဟိုနှစ်လိုင်းခွဲရတယ်ပေါ့ဒီလားအရာရှိလိုင်းနဲ့ရိုးစစ်သားနဲ့အဲ့ခုနဟိုကန်လို့ပြောတဲ့ဥစ္စာကျတော့အရာရှိတော့မများအဓိကတော့ဘိုးတို့အချက်တို့ရာကန်တို့အဲ့လောက်အဆင့်တွေဒီကိုတက်တယ်ပေါ့ဘိုးချုပ်ကြီးကနေစပြီးတော့တင်မှာပြည်တယ်ပြီးရပါညာဟုတ်တယ်အဲ့ဟိုဟာကျတော့ရိုးစစ်သားကျတော့အဲ့လိုမတက်တော့ဘူးအဲ့ကတော့မလုံနိုင်တော့ဘူးကွာဒီလားမလုံနိုင်တော့အဲ့ဟွာမှာရှိရဲ့နေရာတစ်ခုရှိတယ်ကွာဒီလားဒီလူမဆန်တဲ့လုံရက်တွေနဲ့ကွာတက်တယ်ကွာအဲ့မှာတက်တဲ့အချိန်မှာနှစ်လိုင်းခွဲပြီးတက်တာကွာဒီလားနှစ်လိုင်းခွဲပြီးတက်တာဆိုဘယ်လိုလဲဆိုခုနအဲ့လိုမျိုးခုနကန်ပြောရတဲ့ပုံစံမျိုးတွေတက်တဲ့ဥစ္စာကျတော့ဘာလို့တက်တာလဲဆိုတော့ညာရှိတွေဘိုးတွေဒီအချက်တွေခေါင်းဆောင်ပိုင်းတွေပေါ့ခေါင်းပေါင်းပိုင်းတွေပေါ့အဲ့လိုမျိုးတက်တယ်ပြီးရင်ရိုးစစ်သားကြတော့ Final Fury မှာရှိရဲ့ထောင်လိုပုံစံမျိုးကြီးလုံးချပဲတယ်ပေါ့အဲ့ထဲကိုထည့်ထားလိုက်တုံပန်းစခန်းပေါ့ဒါပေမဲ့တုံပန်းစခန်းတဲ့ဟိုပြောတော့ကွယ်ဆိုငရဲကန်းကြီးကွာငရဲကန်းကြီးဆိုတာဘာအစာရည်စာမှမကျွေးတော့ပဲဘာစေကူတောင်းမှမရှိဘဲနဲ့အဲ့တိုင်းကိုထားလိုက်သူ့တေပါဒါဆိုရင်ဒီအောက်ခြေစစ်သားတွေကတုံပန်းစခန်းလို့ခေါ်တဲ့နေရာကြီးမှာတိုင်းပလိန်တေတဲ့ဒီပစ်ထားလိုက်ပြီးတော့ရိုင်းကြည့်နေကြတာအဲ့လိုကြီးပါလေဘာမှတော့ခွင့်မရှိတော့ဘူးကွာကိုတိမ်မဲနေကိုမင်းတို့စောင့်နေမင်းတို့တေးရမယ်တော့စားလည်းမကျွေးဘူးပဲရေလည်းမတိုက်ဘူးကွာတော့အစာရည်တာအကုန်ဖြတ်ပလိုက်တယ်ဖြတ်ပြီးတော့အဲ့တိုင်းထားလိုက်တယ်အဲ့မှာဆိုစစ်တပ်ကလူတွေကိုလောက်တာလည်းမဟုတ်ဘူးအဲ့ဟိုမှာဘက်တဘန်မှာဆိုလို့ရှိရင်ကိုကတော့စီပင်တာယာကုမ္ပဏီဖွဲ့ဝင်တွေရှိတယ်ကွာစီပင်တာယာရုံးပေါ့ကွာသိရမလားအဲ့ရုံးမှာဟိုဌာနမူကနေပြီးတော့ဒီဟ
ဟိုအောက်ခြေဝင်နေမှာနောက်ဆုံးကမဲ့ကွာအမိုက်ကောက်တဲ့လူတွေပါတွေကအစကွာအဲ့အကုန်လုံးစစ်သူပေါင်းအယောက်80ရှိ civil service department ကွာလေလားအဲ့ဒါဟိုပြောမယ်ပြည်သူဝန်ဆောင်မှု department အဲ့ဒါကိုလည်းဒီဘယ်လိုမလဲရန်သူရန်တရားလက်အောက်မှာဟိုဖြစ်ခဲ့လို့အလုံးလုံးခဲ့လို့ဆိုပြီးတော့ခေါ်ပြီးအကုန်တပ်လိုက် အဲ့လူတွေကခမာတွေပဲမဟုတ် ခမာတွေကြီးပဲအကုန်လုံးခမာတွေခမာချင်းချင်းကြီးပဲဗျာသူတို့ခမာနေလို့ခေါ်တဲ့ဥစ္စာတို့ဒီဟိုပြောမယ်သူတို့ဟိုပြောမယ်သူတို့ယူဆလာတဲ့အယူဝါဒတစ်ခုကြောင့်သူတို့အလွယ်ပြားတယ်မှာခမာနေလို့ပြောလာတယ်ကြတော့သူတို့ကကျတော့အကုန်လုံးအတူတူပါပဲတဲ့ဒါပေမဲ့ကိုခမာအချင်းချင်းဖြစ်ပင်မဲ့လေအရင်လုံးတော့အစိုးရလက်ထက်အောက်မှာလှုပ်ခဲ့ဘူးလေဆိုတော့တိနေခုနအယောက်အယောက်80လဲခါတယ်အပြက်ရှင်းပြီပြင်နောက်တစ်ခုကအဲ့မှာဗမာဘာတစ်ခုရှိလဲဆိုရှင်အဲ့ဖနွမ်းပေမှာဆိုရင်ကွာမနိုရာဟိုတယ်မှာဆိုရင်အဲဒီကောင်တွေကဖနွမ်းပေကိုတင်ပြီးတော့အမှန်တည်းတော့ဘာလုပ်လဲဆိုတော့အတူတက်ဖွဲ့ရုံးချုပ်ဆိုပြီးဖွင့်လိုက်ဖွင့်ပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်အဲ့အတူတက်ဖွဲ့ရုံးချုပ်မှာလည်းသူကတည်တံပေးတာကွာတည်တံပေးတာဘသူတွေကိုတည်တံပေးတာလဲဆိုတော့လုံးဝခေါင်းကြီးပိုင်းတွေကိုတည်တံပေးတာလုံးတော့တက်ရဲ့ခေါင်းကြီးပိုင်းတွေလုံးဝတကယ်ဘူချုပ်ကြီးတွေပုံရရှိရော အေးအဲ့ဒီမှာတွေ့တာတည်တံပေးလိုက်တဲ့စီးမှာဘာလို့တွေ့တာဆိုတာတဲ့မလားအကျူခန်းတို့ပြီးဘူချုပ်ကြီးပြီးလို့ရှိရင်လင်းတော်အိုလိုပါတော့ထားပါတော့ဘူချုပ်ကြီးလင်းတော်အိုလိုပါတော့ဒါကတော့သူတို့စတဲ့အဲ့မှာဟိုပြောမယ်အားထူးဆန်းတဲ့ဥစ္စာတချူခန်းကွာတချူခန်းအကြောင်းကလိုက်တယ်ကျွန်တော်သူဟိုကျန်တဲ့လူတွေအကုန်လုံးရဲ့အရှိမာတွေကဘာကြောင့်အဲ့မှာဘူချုပ်ကြီးတို့ပုံမှုတို့ပြန်လာဘယ်တက်ပဲ ကိုကြီးပါတော့ တချူခန်းနေတော့မပါဘူးကွာတချူခန်းဘာလဲပေါ့တဲ့ဟိုအကြံပေးလာပါညာတော့နိုင်ငံတော်အတိုင်းပဲကပုံကူလာပါညာဆိုလိုက်ရှာလိုက်မဟုတ်ဘူးကွာတချူခန်းသတင်းစာ area ဆရာ ဟာကဲ သတင်းစာ area ဆရာဖြစ်နေလို့ဆိုပြီးတော့ အဲ့တော့အဲ့ချိန်မှာသူတို့မှလည်း journalist တွေကိုအဲ့ချိန်မှာလည်းချိန်နေ journalist ကိုဘာမှ blind တိတ်ချပလိုက်တာအဲ့တော့အဲ့လိုမျိုးတွေကွာခုနကလည်းစီးပင်သားရဖွဲ့ရဒီအယောက်80ကို blind တက်ပြစ်တယ်လို့ဒီသတင်းစာဆရာလည်းတက်ပြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကဘာတွေပါလာလဲဆိုလို့ရှိရင်နောက်ပိုင်းကျတော့အေးသူတို့လုံးဝ target ပစ်ထားပြီးတော့ခေါ်ပြီးတော့ပြစ်ဒဏ်ပေးတာခေါ်ပြီးတော့ထိန်းသိမ်းတာဒါပေမဲ့သူတို့ထိန်းသိမ်းတာရစားတယ်အရှင်တစ်ခုလေဟောင်းလည်းမချဘူးဘာမှမချဘူးချက်ချင်းဟုတ်လားဘလုံးသေးတယ်မြေပြီတို့အဲ့ဒီကာလပေါ့နော်ဒီ April 19နောက်ပိုင်းကနေပြီးတော့1995နေ26နောက်ထီကိုဒီတစ်နှစ်တာပတ်ဝန်းကျင်မှာကမ္ဘောဒီးယားမှာထောင်တော်ရှားတယ် အဲ့ကာလမှာဆိုရင်အဲ့သူတို့ဒီတော်လန်ရေးအပီးပေါ့တော်လန်ရေးပြီးသွားတဲ့ချိန်မှာသူတို့တော်လန်ရေးအောင်သွားတယ်ပေါ့သူတို့တော်လန်ရေးအောင်ပြီးသွားတဲ့အချိန်မှာသူတို့ရဲ့လုပ်တဲ့ပုံစံတွေသိရမလားအဲ့ဒါအဲ့ပုံစံတွေကဒီတော်လန်ရေးကာလမှာတည်းကရေးဆွဲထားတဲ့ဥပဒေတွေရှိပြီးတော့အဲ့ဥပဒေတွေကဘာမှမပြောနဲ့ကျေးဇူးတစ်ခုဖြစ်တာနဲ့လာရှော့မယ်ဆိုရဲအဲ့အကွက်ကြီးကိုတခါတည်းဥပဒေရေးထားတာ ဥပဒေရေးထားလားဆိုတော့ဥပဒေတော့အဲ့လိုမျိုးရေးထားတာတော့မရှိဘူးဒါပေမဲ့အဲ့ဒီ France strike ဒီဆိုရဲအဲ့ဟိုပါအင်းသစ်စာရေးဆရာရေးထားတဲ့စာအုပ်ရှိတယ်ကွာတိလားအဲ့စာအုပ်ထဲမှာတော့သူအဲ့ဘဲကအဲ့ပြင်တဲ့တန်ယုံမှာလှုပ်တော့ तू ကအဲ့ခမအရာရှိနေသူစကားပြောခဲ့တယ်သူအဲ့နိုင်ငံတွေကမထွက်ခင်အဲ့တော့ဘာပြောလဲဆိုခမအရာရှိတွေကဘာပြောလဲဆိုလို့ရှိရင်ဒီတုံပန်းတွေတော့ဘာလို့တတ်မှတ်လဲဆိုတော့တစ္ဆာပေါက်တွေတတ်မှတ်တယ် ဘလို့သစ္စာပေါ့ မတည်ဘူးကွာတစ္ဆာပေါက်လို့တတ်မှတ်တယ်ကွာငါမမေးနဲ့ငါခမရင်တက်ခရရှိမဟုတ်ဘူးကွာပြီးတော့ငါအိလိမ့်မေးနေတာပဲအဲ့တက်တော့ကလူရအဲ့လိုမျိုးတစ္ဆာပေါက်လို့တတ်မှတ်တယ်ကွာဘာလို့တစ္ဆာပေါက်လဲဆိုတော့မပြောဘူးကွာအဲ့ဘယ်လဲအဲ့လိုပဲမင်းတို့လည်းမေးခဲ့တယ်ကွာအဲ့မဖြစ်ဘူးကွာသိလား အဲ့ဒါဆိုဒီမှာလို့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုတဲ့အကွက်မျိုးပေါ့ အေးအဲ့လိုကွာသိလားဟိုပြောမယ်ဘာဖြစ်ကွာအောက်မြင်ခိုင်းနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့အဲ့လို88နောက်ပိုင်းဆိုလို့ရှိရင်တို့ဒီမှာဆိုလို့ရှိရင်9ညလို့ခေါ်တယ်ကွာအဲ့လိုမျိုးကွာဒါဟိုမှာရသေးတယ်ငါတို့နည်းနည်းတော်သေးတယ်လို့ထင်ငါတို့တွေ့လိုက်တဲ့တွေ့ခဲ့တဲ့အာဏာရှင်ဒီကောင်တွေကစားလို့ရှိရင်နည်းနည်းလေးတော်သေးတယ်ပေါ့ဟိုအသက်တော့တက်ခံရတာပဲငါတို့လည်းငါတို့လူတွေလည်းတက်ခံလာပဲဘယ်လိုပြောမလဲသူတို့လောက်ပမာဏမများဘူးကွာတဲ့မှာတက်ခံတဲ့ပမာဏတွေဟိုဒါပေမဲ့အဲ့ဒီမှာကျတော့တို့ကျတော့ဘာဖြစ်ဒီကောင်တွေကရှင်းတယ်သိတယ်ဘာမှလာမပြောနဲ့ငါတို့စီမှာဆိုလို့ရှိရင်တဲ့မှာ10နှစ်15နှစ်20အဲ့ပြီးတောင်းတတက်ကြုံပါညာလာသေးတယ်ကွာဟိုလုံးဝသူတို့တောင်ရမ်းကြောက်ကြတဲ့ဒိုးစီမှာဆိုရင်ဆောင်းရမ်းကြောက်တဲ့တော်လိုင်းသမားမျိုးကိုမှသိတယ်ပြီးတာပါသူတို့ဆောင်းရမ်းကြောက်ရတယ်ဟိုမှာကျတော့အဲ့လိုမဟုတ်ဘူးကွာကြာ ကိုစရာတော်တို့လိုမျိုး အေးကိုစရာတော်တို့လိုကိုချင်းတို့ဒီကိုကျော်တို့ကိုဂျင်မီတို့လိုမျိုးလုံးဝတအားဘယ်လိုပြောမလဲကြောက်တဲ့ကောင်တွေ အေး powerful ဖြစ်တဲ့ဒီဟို revolutionary တွေကဘဲတွေပေါ့ကြာမှာဟိုကတကယ်အားတဲ့ဟိုတကယ်ကိုလုံးဝ
လုံးနိုင်ပိုင်နိုင်တဲ့ကောင်တွေတကယ်ကွတ်တဲ့ဘဲတကယ်ပြည်သူအတွက်လုံးဝကြည့်ပြီးတော့ fight နေတဲ့ဘဲတွေဒါမှပဲအာနာရှင်ကတည်တယ်ပေးတာကွာဒီဘက်ဒီမှာအဲ့မှာတော့ကျတော့အဲ့လိုမဟုတ်ဘူးပါဗျာမင်းဘာကောင်ဖြစ်ဟိုအောက်ခြေတသားလေးလေအောက်ခြေတော်လိုင်းမှာဒါတော့ဂလန်ဆန်လောက်တဲ့ကောင်လေစကားလေးတစ်ခုပြောရင်လေမှားရင်လေတည်တယ် case ကြီးလေတည်တယ်ဘာနေနေတည်တယ်ဒါပဲအဲ့လိုမျိုးဖြစ်သွားတဲ့ပုံစံများအကုန်လုံးကိုခမာနီယာကောင်တွေဖိုင်တက်ကောင်တွေကတော့ဘယ်လိုတတ်မှန်းလဲတက်စာပေါက်လို့တတ်မှန်းတယ်တက်စာပေါက်လို့သွားရလဲဟာဒါပဲရှိအဲ့တော့ဘာမှဆိုတော့ကမတက်နဲ့ပြီးရင်နောက်တစ်ခုကဘာရှိသေးလဲဆိုလို့ရှိရင်မင်းတို့တက်စာပေါက်တွေဖြစ်တဲ့အတွက်ကြောင့်အိုင်းမီကိုပြန်ပြီးတော့သူများတက်ပြန်ပြီးတော့လှုပ်ကြွေးပြူရဟေးလားလှုပ်ကြွေးပြူရမယ်အိုင်းမီကိုပြန်ပြီးတော့တာဝန်ပြန်ထမ်းဆောင်ပြရမယ်မင်းတို့အရင်တော့တက်စာပေါက်ခဲ့အဲ့တော့ကြောင့်အိုင်းမီကိုဘယ်လိုပြန်ပြီးတော့မင်းတို့ကတက်စာပေါက်တွေနဲ့ပြန်ပြီးတော့အကျိုးပြရမလဲဆိုတာနေရောစာဖြစ်နေအကျိုးပြရမယ်ဆိုတာအဲ့ခုနကင်းဖီလို့နေရာမျိုးတွေကိုခေါ်ပြီးတော့စိုက်ခင်းနေရအောင်မှာတက်ပြီးတော့အဲ့အလောင်းတွေကိုစိုက်ခင်းနေမှာတန်ကျဲထားတယ်။ဟုတ်။အဲ့အလောင်းကမြေစီတော့ဖြစ်လာဘူး။ရေရောစာဖြစ်ဖို့အတွက်ကိုသူကအဲ့လိုမျိုးကြီးတယ်ပြီးတော့အဲ့ဒီစိုက်ခင်းနေမှာခေါ်ပြီးတက်တယ်ဆိုတဲ့ဥစ္စာအဲ့ဒါကြောင့်ခေါ်ပြီးတက်တာ။အဲ့ဒါတော့တိုးမှာနော်။သဘာဝထွက်တော့တိုးတယ်။ဒါပေမဲ့အောက်ပိုင်းလာလိမ့်မယ်။အဲ့လိုမျိုးတက်တယ်ကွာတက်ပြီးလို့ရှိရင်ကဲဟုတ်ပြီအားမှာခုနလမ်းလျှောက်သွားတဲ့ပြည်တဲ့ဒေသကိုသွားတဲ့ပြည်သူလူထုကြီးချက်တော့ပြန်ကြည့်လိုက်လို့ရှိရင်ဒီဘက်ကတုံပန်းနေအောင်လူမျိုးအသက်ခံနေရတဲ့အချိန်မှာပြည်သူကအဲ့လိုမျိုးကြီးလက်ဒေတာကိုရောက်သွားပြီးတော့အဆင်ပြေလားဆိုတော့ဘူရှစ်ပါမို့ပြည်သူကလည်းခံပြည်သူကပြောရတဲ့အထဲမှာပါတယ်လေဗျပတ်စံသုံးလို့မရဘူးကုန်ပစ္စည်းမပလဲရဘူးဆိုတော့ပြည်သူကအဲ့မှာတော်တော်ရက်ကန်ဖြစ်နေပြီဒီမကောင်းရင်ဘယ်ဆေးနဲ့ဘယ်ဆေးတောင်းရမလဲအဲ့ထားတွေပေါ့အဲ့မှာနေမကောင်းရင်ဘယ်ဆေးတောင်းရမလဲဆိုတော့ဟိုလွန်တော်တို့တာဝန်ယူခဲ့တဲ့အချိန်က Republic ဟိုမှာတော့ကျတော့ဆရာဝန်တွေပါရှိရကွာအဲ့ဆရာဝန်တွေအကုန်လုံးတော့ဘာဥပဒေထုတ်လိုက်တော့ဆေးမကူရဥပဒေထုတ်လိုက်ဆရာဝန်ဆေးမကူတော့ဘာလို့အေးဘာမှမလုပ်ရဘူးလေဆိုင်ခိုင်းတာအော်ဟာရှစ်တိလားဟုတ်လေပဲဆိုင်ရမယ်ကွာဟုတ်ဆေးမကူရဘူးဆေးကူတာတွင်သေးတယ်ဟာဆရာဝန်ဆေးကူတာတွင်သေးတယ်ဆရာဝန်ဆေးကူရင်သေးတယ်အေးအဲ့ဒါပဲအဲ့ဒါပဲလို့အဲ့ဒါဟိုဟာလေးကိုတွေ့ရောဘာလို့ဆိုဟိုနောက်ကလာမှာမှတ်မိလားအဲ့တော့ကဲသေးသမားတွေကဲသေးရေးလုပ်လို့ဝင်ပြီးတော့ရိုက်တဲ့အကွက်နဲ့ဟိုကဟွာနဲ့လေ MA1 တင်တဲ့MA1 တင်တဲ့ကဲစိသမားကိုစေးကုပြီးလို့ဆိုပြီးတော့ဝင်ရိုက်တဲ့အကွက်အဲ့လိုအကွက်မျိုးပါပြန်လာကဲစိသမားတို့ဆရာဝန်တို့သူ့လို့ရင်တည်တယ်လို့အလားရှိနေစောက်ချိုးတွေတချိုးတွေပြင်းပြော့ပဲကွာအပြင်းနဲ့ပြော့ပဲဒါပေမဲ့အကုန်လုံးကဒီချိုးပဲလာโอเคအဲ့မှာအဲ့ပြောအဲ့မှာဟိုခုနပြည်သူဘာသာမှာကြီးလက်ဒေတာကိုရောက်သွားတယ်ကြီးလက်ဒေတာကိုရောက်သွားတယ်မှာတော့နှစ်ပိုင်းခွဲလိုက်တယ်ပြည်သူတစ်ပိုင်းကတော့အဖွဲကဘာလုပ်ရလဲဆိုလို့ရှိရင်လေယာဆိုင်ပြိုးကြီးပြန်လုပ်ရလေယာဆိုင်ပြိုးကြီးပြန်လုပ်ခိုင်းတယ်ကွာအဲ့သူတို့တော်တွင်ကြီးလက်ဒေတာဆိုဟိုရွာနေစီပို့တာမဟုတ်ဘူးတို့ရှိပြီးသားရွာနေစီကိုပို့လိုက်တယ်မထင်နဲ့တော့အဲ့ဟိုတော်ထဲတွေပို့ချမယ်တော်ထဲပို့ပြီးနေမရှင်းလင်းခိုင်းရွာတစ်တွေကွာစီရင်စုတစ်တွေပေါ့ကိုတိဆောက်ခိုင်းတယ်ဟိုပင်ကြီးပါညာခုတ်တာအကုန်ခုတ်ပေါ့ကိုလို့ဒါပေမဲ့အဲ့မှာပြဿနာပါလဲဆိုတော့ဘာပစ္စည်းကရိယာမှမပါဟုတ်တယ်မနေ့တနေ့ရမှာကွာစကြီးပြီးတော့မနေ့ရမှာမြို့တွေကနေပြီးတော့မောင်းထုတ်ခံလိုက်ရတဲ့လူတန်းစားလေယာဆိုင်ပြိုးကြီးလောက်ခိုင်းတယ်ဒီရှင်းလင်းခိုင်းတယ်တွားရီနေဘာမှမပါဘူးပြီးရင်လေယာဆိုင်ပြိုးကြီးမှာအဓိကဖြစ်တဲ့တွဲသားတိလိษံစိုက်ပြိုးကြီးတုံးကရိယာဘာမှမပါဘူးအဲ့ဒါကိုအန်ကာတက်ကိုတွားပြီးတော့ခမိုင်တက်ကိုတွားပြီးဘလန်ဆန်လုပ်ရင်တည်တယ်ကွာကိုလို့မင်းကလည်းအန်ကာပဲလာပြန်ပြီးတယ်ဗျမင်းလည်းအန်ကာပဲမင်းကမင်းလို့မင်းလည်းအန်ကာငါလည်းအန်ကာကြီးလာပြီးလာမပြောတယ်အဲ့ဒါမှအဲ့တော့ကွာကိုလို့ကွာကိုရှာရတယ်ကွာကြည့်လားအဲ့မှာတက်ပြီးတော့အဲ့ခုနနောက်တစ်ခုကနောက်တစ်ဖွဲ့ရကြတော့ပြည်သူနှစ်ဖွဲ့ခွဲရကွာနောက်တစ်ဖွဲ့ကျဘာလုပ်လဲဆိုတော့လုံတော့နဲ့ plus American တွေနဲ့ကျဲသွားတဲ့ဘုံတွေမကွဲတာရှိအဲ့ဘုံတွေလိုက်ရှင်းခိုင်းတပလားဟာရှင်းခိုင်းအဲ့မှာတောက်လျှောက်ပေးပြည်သူတွေထားရတော့ကွာပြောရင်တော့အဲ့လိုမျိုးလောက်တယ်ကွာဖိနေတယ်ကွာပြောတာပြည်သူကိုပြီးလို့ရှိရင်နောက်တစ်ခုကအလုံးချိန်တွေတတ်မှတ်ပလိုက်တယ်ကွာတလားပြည်သူတွေကတော့ဘာအလုံးမှအခြားလုံးမှလုပ်ခွင့်မရှိဥပမာမင်းကကားဝက်ရှော့ဆရာဆိုလို့ရှိရင်လည်းဘာမှတော့ဝက်ရှော့ဘာမှဆက်လုပ်ခွင့်မရှိဘူးဘာပဲလုပ်ရမလဲပဲစိုက်ရမင်းဆရာဝန်ဆိုလည်းပဲစိုက်ရမယ်ပြီးရင်မင်းတိုင်းဆရာဆိုလည်းကြီးဆရာဆိုလည်းပဲစိုက်ရအောင်အဲ့တော့ဘာလဲဆိုတော့ရှင်ဒီနေရာဆိုင်ပြိုးတဲ့ဆန်ဆိုင်တဲ့လူဖွဲ့စီရတာလူဖွဲ့တကယ်ကောင်းမွန်တဲ့လူဖွဲ့စီဖြစ်ရမယ်ဆိုတော့အဲ့လိုမျိုးမြို့ကြီးပြကြီးမှာကွာပြောချင်တာကတော့ဘယ်လိုလဲဆိုတော့အေးပေါ့တကယ်တော့အရင်စနေရဲ့ဘေးထွက်ဆိုးချိုးရဲ့
ရင်းစနစ်မှာပါဆိုလုံသားလက်သမားနေရာစုတွေကပင်ပင်မလောက်ရမယ်တကယ်ရပိုင်ခွင့်ဒီအကျိုးခံစားခွင့်ကိုကြတော့ဒီအရင်းရှင်တဲ့ဟွာတွေ အထက်တန်းလွာပေါ့ အထက်တန်းလွာဒီပရမစ်ရဲ့အပေါ်ဆုံးမှာ ပေါ်ဆုံးမှာရှိရကောင်တွေက အဲ့အစီတွေကိုကွာကောင်းကောင်းကြီးယူထုတ်စားလိုက်တော့အဲ့ဥစ္စာကြီးကိုခံလိုက်ရတဲ့ဒီခမာနီတို့ဖြစ်လာမဲ့ကောင်တွေကအဲ့ဒါတွေကိုတင်းပြီးခံစားရတာကွာကြာတင်းပြီးခံစားပြီးတော့ကိုယ်တိုင်လည်းလက်နဲ့လည်းရလာအောင်အဲ့မှာအဲ့အငုံးစိတ်ကိုပြန်ပြီးတော့ဖောက်ခွဲတော့တာ ပြည်သူရှိမှာ ဤသူစီမှာခွဲတာ ဘာလို့အဲ့ဟိုသူတို့တော်လိုင်းသမားဖြစ်နေတဲ့အချိန်ခုနရက်တရာကျော်သူတို့အဲ့လိုမျိုးဒုက္ခခံနေရတဲ့အချိန်တွေမှာတော့အာနာရှိနေတဲ့လွန်တော်အကောင်တွေလွန်တော်အစိုးရကြီးအကောင်တွေနဲ့ပဲမဆက်ဆံပဲနဲ့အဲ့ဒီပုံစံပြည်သူရှိကိုဘာလို့ဆက်ဆံရလဲ မဟုတ်ဆက်ဆံလို့မရတော့အဲ့စစ်တုံးမနေအခုသေးသွားပြီခါကြီး မို့လေ မရှိတော့ဘူးလေ တေဝိုင်းဆိုရပြီလေအဲ့ပုံစံမဆက်ဆံနေတော့လေသူတို့ပြောချင်တာသူတို့အတွင်းထဲမှာရှိနေတဲ့ဒေါသတွေမကျေနပ်ချက်တွေကြောင့်သူတို့ရန်သူလို့သတ်မှတ်ထားတဲ့ကောင်ဒီလိုဆက်ဆံတာကိုလက်ခံတယ်အဲ့မဲ့ပြည်သူကိုဘာလို့ပြည်သူလို့မဆက်ဆံတာလဲ တော့ပြောပြမယ်အဲ့ကြောင့်ပြောပြအခုခဏနေကြရင်လာပါပြန်အဲ့တော့အဖြေရှိအဲ့သူတို့ခမိုင်တက်ကနေတော့စကားတစ်ခုထုတ်ထားတာရှိတယ်နော်အဲ့ခုလို့ဆိုအဲ့ဒီဟွာလေးကိုနည်းနည်းလေးပြန်ဆက်လိုက်မယ်နော်ဆက်လိုက်မှာအဲ့တော့သူကအကုန်လုံးလေလောက်ခိုင်းတယ်ပဲလေလောက်တဲ့အချိန်ကတော့မနက်၄နာရီထားမနက်၄နာရီထားပြီးလို့ရှိရင်အကုန်လုံးတန်းစီပါရတယ်မှာစီရင်စုကြီးရွာကြီးတဲမှာလို့ပြီးလို့ရှိရင်လေခွင်းကိုတော့အဲ့ဒါမနက်9နာရီ9နာရီကနေစပြီးလုံးလိုက်လို့ရှိရင်7နာရီမှာနားအဲ့7နာရီကျလို့ရှိရင်ကိုနေတဲ့နေရာရွာပဲဖြစ်ဖြစ်စီရင်စုပဲဖြစ်ဖြစ်တဲ့မှာအဲ့လိုမျိုးနေရာကိုပြန်ခိုင်းပြန်ပြီးရိုင်းထမင်းစားပုတ်ခါဟမ် သူတို့စားမဲ့ဥစ္စာအဲ့တော့အဆန်ဟုတ် အေးဟုတ်တယ်အဲ့လိုစားတဲ့ညမှာဆန်ဖုတ်ခိုင်းတယ်ဖုတ်ပြီးချက်စားခိုင်းတယ်အဲ့ချက်တာလဲဘာတွေလဲဆိုလို့ရှိရင်ဆန်အကျန်းတွေကိုပါတရားမှာပြင်းအားနဲ့ရောလဲဆိုရှင်ဝက်ဥတို့တက်မလားပြင်းရောပြီးနေပြောင်းတွေပြောင်းဖြူပါညာဟောအဲ့ဒါကိုရောကြိုပြီးတော့ကွာအားလုံးလဲဆိုတူလိုက်တူတစ်ခါကျရှင်ငါပြောဥတိုင်နေပါအဲ့လိုဘာနဲ့တူလို့ဆိုဝက်စားတယ်အဲ့ဝက်စားလိုဟာတွေစားခိုင်းတယ်အဲ့လိုဝက်စားလိုဟာတွေကိုစားခိုင်းတဲ့အပြင်ကိုဘယ်လောက်လေးစောက်သေးပေါ့ကောင်းလဲဆိုဒီခမာရီတက်ကကောင်းနေတာအဲ့သူတို့ခေါ်ထားပြီးတော့ကွာဒယ်ဒီလောက်ခိုင်းပြောလို့ရှင်ကွာကြုံနေဖြစ်သွားပြီကွာပြည်သူကကြုံဖြစ်သွားခမာရီတက်ကြုံနေဖြစ်သွားအဲ့ကြုံလို့ဆက်ဆံခံနေရတဲ့လူတွေကိုသူအဲ့လိုစားတဲ့ခါကျရှင်နင်တို့ဝက်တွေစားပြီးစောက်လို့လောက်အောင်အဲ့ကွက်တွေလာတာကွာအဲ့ဒါကြီးသိကျင်လို့ရှိရင်ကွာဟိုပြောမယ်တော်တော်များများဒီဟိုဟာတွေ documentary တွေရှိတယ်ကွာအဲ့လုံးဝအနည်းဆက်ဆုံး documentary လည်းဖြစ်မယ်နည်းနည်း entertainment လည်းနည်းနည်းဆန်မယ်မပြင်းအောင်ပါညာသိကျင်လို့ရှိရင်အဲ့ဟိုဂျိုလီရိုက်ထားတဲ့ရုပ်ရှင်ကားကြီး DK My Father First ဆိုတဲ့ရုပ်ရှင်ကားကြီးအဲ့ထဲမှာဆိုဆောင်းတိကာတယ်ကွာအဲ့မှာသူတို့ပြောတဲ့ဥစ္စာအဲ့တိုင်းနေနဲ့ပြန်ပြီးတော့ထည့်ပေးတာโอเคအဲ့မှာအဲ့ပြောရှင်အမေအဲ့လိုစားခိုင်းတယ်ကွာစားပြီးလို့ရှိလို့ရှိရင်ဝက်ဒီလိုလည်းခေါ်ခိုင်းရတယ်ပြီးလို့ရှိရင်နေ့လယ်2နာရီကနေလုပ်ငန်းခွင်ပြန်ဝင်ရတယ်တိုက်ပြူကြီးပြန်လုပ်ရတယ်ကွာဘယ်ချိန်ဆိုညနေ6နာရီဟောတစ်နေ့ကိုလုံးချိန်ဟာ 73နာရီလောက်ရှိတယ်ပေါ့ အေး73နာရီပေါ့တဲ့လားအမေအဲ့မှာပို့ဟိုအလုံးချိန်73နာရီတက်ကိုပို့ပြီးပြဿနာရှိတာပါလေလူတန်းစားအလှော်ပြီးပြရလာတယ်ပေါ့ပြောချင်တာပညာတတ်တွေလည်းပါမယ်ပြီးရင်ဒီကောက်ရည်သိမ်းမှုတွေအလုပ်ချိုင်းနေမလုပ်ဘူးတဲ့လူတွေလည်းပါမယ်ကွာအဲ့တော့ပြောရင် professional ကွာ professional နဲ့ပြောချင်တယ်နော် professional driver တောင်ကကားမောင်းနေမှာစောင်းဝန်းကျွမ်းမှာကွာတိလားဒါပေမဲ့သူ့ကိုစိုက်ကားတက်နေခိုင်းလို့ရှိရင်လက်သွားပါဟုတ်တော့ အဲ့တော့ကွာဟိုဘယ်ပြောမလဲကို professional life မှာကိုယ့်ကိုတည်တဲ့နေခဲ့ပြီးသားကောင်းလေဟိုအကုန်လုံးဝင်ပြီးတော့သူကဘာလှုပ်ချပလဲဆိုခမာနီတက်ကဘာလှုပ်ပလဲဆိုစံနှုန်းတစ်ခုတတ်မှတ်ချပလိုက်ဘာနဲ့စံနှုန်းတတ်မှတ်လဲဆို professional လေသမားတွေရဲ့စံနှုန်းနဲ့တတ်မှတ်ပလိုက်ဟိုကလေသမားပုံမှန်မူလလေသမားတယောက်ကဒီနေ့ဒီတအေကထုံရနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါတော့နွားနေတော့ကျွဲနေတော့အဲ့လိုတအေကထုံရနိုင်အောင်အခုဒီစနစ်ထဲကိုသူတို့တွင်လာတဲ့စနစ်ထဲကိုရောက်လာတဲ့ဒီလူတို့အကုန်လုံးကလည်းအဲ့စနစ်တိုင်းပဲမလုပ်ရမလဲဆိုရင်တေကထုံရနိုင်ဒါပေမဲ့တွဲမရှိတော့မရှိ လူနဲ့ထုံရတာ လူနဲ့ထုံရတာတဲ့ပဲထုံတော့ကြီးကိုဆွဲ3ယောက်တစ်ဖွဲ့တို့5ယောက်တစ်ဖွဲ့တို့ဖွဲ့ထားပြီအဲ့လိုလုပ်ခိုင်းရဗျအဲ့မှာပြောချင်တဲ့ဥစ္စာကအဲ့ဒီစံတော့မပြည့်ပြစ်ဒဏ်ရှိဘာပြစ်ဒဏ်လဲဆိုတော့ဒီကခွဲဝေမှုပြောကြဟိုဆိုတော့ခမရလှုပ်နေဗျသူတို့အောက်မှာတဲ့မလားအဲ့လိုလှုပ်နေရတဲ့လူတယောက်ပေါ့အဲ့ဒီနေ့ကောင်းလိုင်းသူကတရက်ကွာကောင်းလိုင်းအစီး20ရိတ်ခိုင်းနေဆိုရှင်ဟိုမှာအဲ့တော့မိုက်ကယ်ကွာမင်းတွားလှုပ်တယ်ကွာတဲ့ဗျဟိုဒီနေ့မင်းတိတ်ပြီးနေမကောင်းဘူးကွာမလုံနိုင်ဘူးကွာအဲ့တော့အစီး20ဆိုတာမင်း10စီးပဲလုံနိုင်တယ်ဆိုရှင်မင်းရဲ့တစ်နေ့စံတဘူးရမယ်နေအောင်စံဘူးတော့ပဲရတယ်
တဘူးတော့ပဲရတယ် တော်အားရောတာနဲ့ ရိတ်ခါပါရောတယ်ရိတ်ခါရောတဲ့အပြင်ကိုအဲ့ဒါပဲမဟုတ်ဘူးလာသေးတယ်မလာသေးတယ်နောက်နေ့ကျရင်ခုနကြံခဲ့တဲ့ဆယ်စီးကိုထပ်ပေါင်းအဲ့တော့နောက်နေ့ကျရင်ဒီ30ဖြစ်သွားအဲ့တော့ပြောချင်တာကရိတ်ခါကြာသွားပြီဘိုက်ထဲကိုစားဝင်သွားပြီလဲသွားပြီအားလဲပြီတော့အားနဲလေသူကအလုတ်ကမပြက်လေအလုတ်မပြက်လေအလုတ်ကျွေးကပို့ပြီးတော့တင်လေကွာအဲ့လိုတင်လေဒိတ်ခါရော့လေအဲ့မှာသူတို့ကတတ်မှတ်မှုတွေရှိကွာအချို့ဒီဟိုပန်လင်းအောက်ကသွားတယ်အဲ့စီရင်စုတွေသွားတယ်ဆိုရင်သူကလူတယောက်ကကောင်းလိုင်းအစီး20အဲ့မှာအကျွေးကအစီး200ဖြစ်သွားပြီဆိုရင်အန်ကာလူကလာခေါ်သွားတယ်အဲ့အန်ကာလူဆိုတာဘာလဲဆိုတော့ရဲလို့ဟာမျိုးပါသိလားအားလို့ရှိမှဆိုရဲလို့ဟာမျိုးရဲခေါ်သွားတယ်ဒါပေမဲ့အဲ့လူကဘယ်တော့မှပြန်တောင်းမလာတော့ဟိုဘယ်လိုပြောမလဲဘာဖြစ်သွားလဲဆိုတော့အကုန်လုံးသိတယ်ကွာအဲ့ကွာခုနအလုံးမလုံးနိုင်တာနဲ့တဲ့ပြောအလုံးမလုံးနိုင်လို့မင်းတို့တတ်တယ်ဆိုရဲအကွက်ကြီးပေါ့အဲ့ကွက်ကြီးအဲ့မှာတက်တဲ့ခါမှာလေခုနကန်ကြီးပြောသလိုသိလားဟိုစီစံနဲ့တက်တော့တာမဟုတ်ဘူးကွာတက်နဲ့ပြတ်တက်တာတော့မဟုတ်တော့အဲ့တော့မင်းကအလုံးမလုံးနိုင်လို့ရှိရင်ခုနတက်စာပေါက်တွေရသွားရလမ်းမင်းရောမင်းအခုတော့ဘာမထုတ်နိုင်ဘူးလားအဲ့တော့မင်းအသက်နဲ့ညီစီလားဖြစ်ပြီအဲ့ကွက်ကြီးလားအောင်းကြောက်ဖို့ကောင်းတယ်တွေးခေါ်ယူပါဘလို့ကြီးတွေမှမသိတော့တာကွာသိရမလားโอเคအဲ့မှာတက်လို့ရှိလို့ရှိရင်အဲ့ရောဘလို့တန်တရားကြီးပေါ်သွားလဲဆိုတော့ပြည်လူထုမှာအဲ့သူတို့စနစ်အောက်ထဲကိုဝင်သွားတယ်လူထုကြီးနော်လူထုတစ်ချက်လုံးကဘာဖြစ်သွားလဲဆိုရင်နေမကောင်းတာပဲဖြစ်ဖြစ်တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ကိုမကျွမ်းကျင်လို့ပဲဖြစ်ဖြစ်ဟိုလောက်အားရော့လေဒိတ်ခါရော့လေဒိတ်ခါရော့ရင်ငက်လေအားနေလေလောက်အားအဲ့ရော့လေလောက်အားရော့ရင်ဒိတ်ခါအနဲလေပြစ်ဒဏ်ထက်ကြီးလေစကေးထပ်ပေါ်တော့နောက်ဆုံးကျတော့ငက်တင်အဲ့လိုငက်တင်မတင်အန်ကာလူစီမှာအဲ့တော့ပြည်သူတွေအတွက်ကလမ်းမရှိရဘူးအဲ့တော့ကိုယ့်ကငတ်တင်တယ်မတင်တက်ခါအဲ့မှာတစ်ခုရှိတာပါဆိုအဲ့ဘတ်တဘန်မှာဆိုလို့ရှိရင်အကြီးကျယ်ဆုံးလူတက်မှုပါဒီလားလူတက်မှုဆိုတဲ့ဥစ္စာအဲ့ဒီမှာဟိုဒီ government rate ကိစ္စတွေမှာပါရုံလို့ပြောရပါလားအဲ့ဒါကြီးကတော့ဟိုမဖြစ်နိုင်ဘူးပြောမယ်တက်တယ်မပြနိုင်ဘူးဒါတဆင်စကားပဲဒါပေမဲ့အဲ့မှာလူငယ်အစုလိုက်ခင်ဗျားဆိုလည်းအယောက်50 60လောက်ရှိတပ်လိုက်တဲ့ case တစ်ခုရှိတယ်ဘာနေလဲဆိုတော့တော်ထဲမှာတိဖူဘာရှာစားလို့အလုံးချိန်မဟုတ်ဘူးနော်နားတဲ့အချိန်မှာကိုသူတို့ပေးထားတဲ့နေရာတွေမှာမနေဘဲနဲ့တော်ထဲမှာကိုယ့်အကိုတိဘာရှာစားလို့အဲ့ဆိုလို့ရှိရင်ဒီပြည်သူတွေကဒီအန်ကာရဲ့အောင်သားတွေဟိုပြောလို့ရတာရဲဘက်ပါသွားတဲ့ဒီမှာဆိုရင်ရဲဘက်ပါသွားတဲ့အောင်သားတွေပုံစံမျိုးအလုတ်ကျန်းနဲ့ထောင်နဲ့ကြာသွားတဲ့သူတွေပုံစံမျိုးသူတို့ကတစ်နေ့မှာ73နာရီအလုပ်လုပ်ရပြီးတော့ကျန်တဲ့အချိန်ကိုသူတို့လွတ်လပ်သွားနေလို့မရပဲနဲ့တတ်မှတ်ပေးထားတဲ့နေရာမှာပဲနေရတာပေါ့အဲ့လိုလောကကြီးကိုထောင်တစ်ခုကြီးကိုတော့ဟိုအဲ့မှာပြောတဲ့ဥစ္စာပါသိလားကမ္ဘောဒီးယားမှာထောင်နေမရှိတော့ဘူးတော်လိုင်းအောင်သွားပြီးတော့တကယ်ထောင်မရှိတော့လားဒါပေမဲ့နိုင်ငံလုံးကထောင်ဖြစ်သွားအဲ့လိုကြီးဖြစ်သွားတာပါဒီမှာအန်ကာကြီးလှုပ်ချလိုက်တဲ့ဥစ္စာကြီးကအဲ့မှာနောက်တစ်ခုကခုနပြောလို့ရှိရင်ကနေရာရွှေ့ပြောင်းလိုက်တဲ့လူဦးကြီးက 1.5 တန်းရှိတယ်အားရထုတ်ပြန်ထားပြီးတာ 1.5 တန်းအဲ့ရှိတာမှာလူကြီးက8တန်းရှိတာ9တန်းနဲ့8တန်းအဲ့မှာနေရာရွှေ့ပြောင်းလိုက်တာ 1.5 တန်းဟိုပြောမယ်စင်ရင်ရကွာသိလားနိုင်တဲ့စင်ရင်အဲ့ POBN ဖြစ်စဉ်လေးမှာမရိုက်ကောက်လိုက်စုထားတဲ့စင်ရင် 1.5 တန်းအဲ့ထဲမှာရွှေ့ပြောင်းပြီးတဲ့လူကြီးတွေမှာအခုနကပြောတဲ့အန်ကလူမှာတည်တာရယ်ပြီးလမ်းမှာပြစ်သက်ခံရတာရယ်ပြီးလို့ရှိရင်အဲ့ခုနဟိုအစားစာကိုးစားလို့အသက်ခံရတာရယ်ဘာအဲ့အကုန်လုံးပေါင်းလိုက်လို့ရှိရင် 1.6 တန်းရှိshit အဲ့တော့မှပဲဟိုဘယ်လိုပြောမလဲဒီအစိုးရဆိုတဲ့ကောင်လေးအစပဲရှိုးတဲ့ကောင်လေးပေါ့ဗျာအဲ့ကောင်လေးလုံးထားရှိတဲ့အချိုးတိုင်းဟိုကွက်ပြောက်ရိုက်တဲ့ဟာတွေမပါဘူးစင်ရင်ပြောက်လေစင်ရင်ဖြောင်လိုက်တဲ့ဟာအဲ့ဒါမပါသေးဘူးအဲ့စင်ရင်ပြောက်သွားတာမပါဘူးဗျာဒါလုံးဝပြိုပြဲကြီးထဲမှာရနိုင်တဲ့ data 1.6 တန်းဒီဟောအဲ့တော့โอเคအဲ့တော့ပြည်သူတွေကအဲ့လိုဆန်နဲ့ခုနကစပွဝါတွေပဲစားရတယ်ဆိုတော့ဘိုင်းမှာတော့ဘာလဲဆိုရင်အဲ့ဒီဟာကြီးကဝက်စာကြီးဟာမျိုးကြီးကိုစားခိုင်းတော့မျက်နှာမကြည့်မလင်းပြည်သူတွေကတက်မှာအရင်တော့ကွာလူတိုင်းဆန်နဲ့ထမင်းနဲ့ဟင်းနဲ့အေးစေးစားခဲ့ရတဲ့လူတွေကအခုချိန်မှာတက်မှာဒီအရေးပြပြကြီးတွေကိုစားတောက်ရတော့မျက်နှာမကြည့်ဘူးကွာမျက်နှာမကြည့်ဘူးဆိုတာเนี่ยဘာမှမပြောသေးဘူးနော်မျက်နှာမကြည့်ဘူးဆိုရင်ခုနကခင်ဗျားမေးတဲ့မေးခွန်းလေးကြိုင်ခဲ့မေးတဲ့မေးခွန်းမှတ်မိတယ်မလားပြည်သူကဘာလို့တုံမန်းကိုဆက်ဆံလို့ဆက်ဆံတာလဲအဲ့မှာအဖြေပေးတာအဲ့ခါကြလို့ရှိရင်ပါရီကေတာတွေခမာတွေတက်ဖွဲ့ဝင်တွေအကုန်လုံးက
အဲ့လိုမျိုးစားတောက်ချိန်မင်းစားချိန်ကြတော့ကိုတော့စုပြီးစားရတာဟုတ်အဲ့ဒါမှပြောနေတာနင်တို့ခွက်တွေကိုပြင်တာနင်တို့မျက်နှာတွေဘာဖြစ်တာဘာလို့ဆိုရင်နင်တို့အေးစစ်စစ်နေကြရတဲ့အချိန်တွေအဲ့အကျဉ်းတန်းဆုံးကာလလို့ခေါ်တယ်အဲ့ကာလမှာအဲ့လိုဆန်မရှိစားမရှိတဲ့လားပင်ပန်းဆင်းရဲဒုက္ခခံပြီးတော့ဒီတော်လိုင်းကြီးကိုနိုင်အောင်တိုက်တာအဓိကပြောကြတယ်ကွာငါတို့ဒုက္ခခံရတဲ့အချိန်မှာနင်တို့တွေကအေးစစ်စစ်နေကြတာအဲ့တော့ငါတို့အခုပြန်ပြီးတော့ဒုက္ခပြန်ခံပဲနင်တို့ဒုက္ခပြန်ခံ what the fuck မတည်ဘူးကွာအဲ့ဒါကြီးကိုထပ်ပြီးမမေးနဲ့ဘာလို့မေးပါတည်နေတယ်မေးကိုတည်မမေးနဲ့မမေး ကိုလေကိုရွေးလေနည်းနည်းမေးရှိလို့ရ တော်လိုင်းရဲ့အဲ့လိုအကျွေးတောင်းလို့ရ မမေးနဲ့လို့အဲ့မှာဖြည့်စရာမရှိဘူးငါအကားကောင်လည်းမဟုတ်ဘူးကွာဟုတ်မင်းတို့မျက်နှာကြီးတဲ့ငါ့ကိုမေးတော့မယ်ဆိုငါတည်နေလို့1985နောက်ပိုင်းမှာကျတော့ဘာကိုရပ်လိုက်လဲဆိုအင်္ဂါခုနကဟိုဆန်တွေကိုဘူးလိုက်တွေတို့ခွဲဝေပေးကြပါနောက်ပိုင်းမှာဆန်ခွဲဝေမှုလုံးဝရပ်လိုက်ပြည်သူစီအဲသူတို့ဒီမှာထောင်သားလို့နေရတဲ့အကျဉ်းသားကြုံနေလိုမျိုးနေရတဲ့ပြည်သူတွေကိုဆန်မလည်းမပေးတော့ဘာကျွေးလဲဆိုပဲနုကျွေး ။အော်အဲ့သူတို့စိုက်ခဲ့တဲ့စပားတွေကနေဖြစ်လာတဲ့ဆန်တွေကကြတော့ဘယ်ရောက်သွားလဲ သူတို့အဲ့လိုလားပြည်သူသားဖွဲနုပဲစားရပြီးတော့အဲ့ဖွဲနုကြောင့်တည်တဲ့လူတွေရှိရဲ့မင်းတို့စားကြည့်ကွာဖွဲနုတစ်လားလောက်စားဖူးပွိုင်စင်ဖြစ်တယ်ဒါလုံးကဟွာရောဖွဲနုလည်းအဲ့လိုစားပြီးတည်တဲ့လူတွေနဲတာမဟုတ်အဲ့ခုနလုံးတဲ့အဲ့မှာဆန်နေဘယ်ရောက်သွားလဲစိုက်နေတဲ့ဆန်နေကြိတ်ထားတဲ့ဥစ္စာတွေအားဘယ်ရောက်သွားလဲခုနအဲ့အန်ကာတက်ခုလုံးဒီမှာတော့အများကြီးခုနငွေကြေးသုံးဆွဲမှုကိုဖျက်သိမ်းတာသိတယ်ဟုတ် ။ ဒါပေမဲ့အဲ့ဆန်တွေကိုညတော့တာ BNL လေးတွေကိုရောင်းနေတယ် အဲ သူရောင်းလည်းမမင်းနဲ့မပြောဘူးအဲ့လိုလာတာဟောတွေကအဲ့ရုံမောင်းတယ်မတဲ့မသူတို့လုံနေအကွက်ကြီးอ่ะဟေးအဲ့မှာထပ်ပြီးတော့နည်းနည်းလေးထပ်ပြီးတော့ပြောရတယ်နည်းများနေပေါ့ပြန်တာ86 95နောက်ပဲ96ပဲမဆန်ရက်ပြီးမှုတွေသူကရက်တက်ပလိုက်တယ်ရက်တက်ပြီးတော့နောက်တစ်ခုကအဲ့လိုကြုံလို့သဘောထားတဲ့အပြင်ကိုသူတို့ဖမ်းပြီးတော့ဖမ်းတာပဲကွာတိလားနေရာရွှေ့ပြောင်းလဲဆိုတော့ဒါဟိုပြောမလဲဟိုကျင်းတဲ့ဒေသတွေကိုတောက်ပို့တယ်ဘာကြတဲ့မှာအဲ့ဒါတကယ်တော့ကွာဟိုပြောမယ်ဟိုဒါဖမ်းတာပဲကွာအဲ့ဒီပြည်သူတွေကိုတော့ဘလို့ပါထပ်ပြီးသဘောထားလဲရန်သူတို့သဘောထားအဲ့ခုနကဟိုမှတ်မိတယ်မှာခင်းလင်းဖီးမှာဒီမိဘတွေကိုအသက်ခံလိုက်ပြီးတော့ငိုရင်လက်တွေလက်ချောင်းလေးတွေဖြတ်ခံရတာတို့ပြီးနှာခေါင်းတွေနားနဲ့လီးခံတာအဲ့လိုနေရွက်တွေဖြတ်ခံတာလေကလေးတွေရှိအဲ့ကလေးတွေတော့ဟွာလို့လုပ်လိုက်တယ် cancel ဆိုတဲ့ဖွဲ့စည်းတစ်ခုဖွဲ့စည်းလိုက် brain wash လုပ်လိုက်တယ်ကွာအားကြီးဘယ်လိုမလဲစိုးရောင်းမှုကြီးကိုပေးပြီးတော့အဲ့ကောင်အဲ့ကလေးတွေတော့ဘာပြန်သုံးလဲဆိုတော့အဲ့ခုနစီရင်စုတွေမှာတို့ရဲ့ထိန်းချုပ်မှုအောက်မှာနေရတဲ့ဒီပြည်သူလူထုကြားတဲ့ကိုအဲ့ကလေးတွေကိုလွတ်ထားတယ်လွတ်ထားပြီးတော့မှမင်းနဲ့တရယောက်ကအဲ့ထဲမှာရှိနေလို့ဘာလဲမလားအဲ့အန်ကလည်းခမာကြီးမကောင်းကြောင်ပြောပြီးဆိုရင်အဲ့ကလေးတွေကအဲ့ခမာကြီးတက်ကိုသွားပြီးသတင်းပို့ပြီးရပြန်ပြီး ထောက်လိုက် အေးကလေးတွေကိုထောက်လိုင်းလုပ်လိုက်တယ်ထောက်လိုင်းလုပ်ပြီးတော့စိတ်ဒဏ်ရာရအောင်လုပ်တယ် PSC သွင်းတယ်ပြီးရင် brain wash လုပ်တယ်ပြီးလို့ရှိရင်လုံးဝရန်တရားတစ်ခုလိုဖြစ်အောင်လုပ်လိုက်တယ်လူသားအဖြစ်နဲ့လုံးဝ short ချပလိုက်တာပေါ့ဟာအတွေးခေါ်မှမရှိတော့ဘူးသိလားခေါင်းကြီးလုံးဝဗလာကြီးအဲ့လိုဟာကြီးရတယ်အဲ့ကလေးတွေကိုအသုံးချပြီးတော့အဲ့ဟိုဟာဖြစ်တယ်ပြီးရင်အဲ့လိုမျိုးမကောင်းလေးပြောတာနော်အင်္ဂါတက်ကပါဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပြောမိတာနောက်နေ့ကျလို့ရှိရင်ချက်ချင်းလာပြီးအဲ့အောင်အဲ့လူကိုပြီးရင်ဒီစီတော့ဒီလောက်လိုက်သစ္စာပေါင်းမလို့ ကိုတို့ကအားရတာပြည်သူကယူဆိုင်တာပြည်သူအတောင်နေ့စဉ်နဲ့အများအတူတိတ်နားထောင်တာဗျာ အေးလိုပဲပြောတော့အဲ့နောက်တစ်ခုကထပ်ပြီးတော့ထပ်ပြောနေတဲ့ဥစ္စာအဲ့သူတို့ကအဲ့6နာရီအလုပ်သိမ်းပြီးလို့ရှိရင်သူကနေ့တိုင်းပြန်လည်ပြုပြင်ရေးစီစဉ်နေရှိတယ်အဲ့မှာပါတီကီတာတွေကဘာလဲဆို speech တွေကျွေးတာဒီလူကပြည့်ကျွေးတာဘာလဲအဲ့ speech တွေပြီးသွားလို့ရှိရင်နောက်ဆုံးစကားဆုံးသက်ကအမြဲတမ်းတိုက်တဲ့စီရင်စုဆိုတာတိုက်တဲ့ကောင်ဆိုတာတိုက်တဲ့ဒီပြန်လည်ပြုပြင်ရေးအင်းသိန်းစကန် program တွေမှာတွားကြည့်အကုန်လုံးပြောတဲ့ဥစ္စာဘာပဲဆိုတော့နောက်ဆုံးကသူတို့ speech တွေပြီးသွားသူတို့ဝါဒအကြောင်းတွေပြီးသွားပြီဆိုရင်နောက်ဆုံးကပြည်သူမှာလိုက်နာလို့ဆိုတာဘာပဲရှိဆိုရှင်ငါလေးလုံးရှောင်းဘာလဲဆိုရှင်မကြည့်နဲ့မကြားနဲ့တဲ့လားပြီးလို့ရှိရင်မသိနဲ့မဆက်စုနဲ့အိမ်မလေးလုံးကိုမရှောင်နိုင်တည်တယ်အဲ့တော့တအားရတဲ့ပြောတာလုံးဝယူအတိလင်းကြီးပြောတာမကြည့်နဲ့ဘာမှမကြည့်နဲ့ကွာကိုလုံးဆရာရှိရပဲလို့သူတို့ခိုင်းနေတာပဲလို့အောက်ရိတ်ဆိုရင်ဒိတ်အောက်တယ်ဆိုရင်တဲပြီးရင်ထုံရက်ဆိုရင်ထုံရက်ဒါပဲပြီးရင်မကြားနဲ့သူတို့ဘာလို့မကြားနေအောင်ဆောင်လဲမသိကြအောင်ဆောင်လဲပြီးရင်
နောက်တစ်ခုကဘာလဲဆိုတော့အတိနဲ့အဲ့လားအတိတရားဆိုတော့လုံးဝမရှိနဲ့ကွာနေ့စဉ် program ခေါင်းထဲမှာထည့်ထားတာဘာလုပ်ရမလဲတိုက်ပြိုးကြီးလုံးဝဒါပဲထည့်တာပြီးနောက်တစ်ခုကမဆက်စုဘသူဘယ်ရောက်သွားလဲပျောက်သွားရင်လိုက်မရှာအမေးနဲ့အဲ့ဒါမျိုးမှမဟုတ်အောင်ဖြစ်ဘူးဆိုလို့ရှိရင်သိတယ်အားတယ်ကွာအဲ့နောက်ဆုံးတစ်ခုကအဲ့တော်လည်းပြောတာများနေနော်တော်များတယ်ဆိုတော့နည်းနည်းဒီကုန်းချုံလို့打လိုက်အဲ့ဒီကောင်းနေပြောတဲ့ဥစ္စာတွေပေါ့နော်နောက်ပိုင်းမှာအဲ့ခမာလီတက်ကရရှိနေပြန်ပြောတော့ပြန်ဖမ်းမိတယ်ပေါ့နော်ပြန်ပြီးတော့ခမာလီဖော်လန်ဖြစ်သွားတဲ့အချိန်ကိုပြန်ပြီးတော့မေးရချင်ပါအဲ့မှာဖပြေးတဲ့အဲ့လိုမျိုးတအားတင်းကျပ်တဲ့နီးစနစ်အောက်မှာနေတာပေါ့နော်နေတဲ့ဥစ္စာကိုဖပြေးတဲ့လူရှိဘူးလားဆိုရှိရှိလို့ရှိရင်တော့တခါတည်းပြတ်တတ်ဘာလို့ပြတ်တတ်တာလဲနည်းနည်းပြတ်တန်လေးပါတိုင်းလေးပဲချုံတော့ပါလေမဟုတ်ဘူးအဲ့လိုထွက်ပြေးတယ်ဆိုတဲ့ဥစ္စာကသတင်းချက်လက်တွေယူပြီးတော့အခြားဘက်ကိုသွားပြီးတော့သူတို့ရန်သူတွေနဲ့ပူပေါင်းပြီးတော့သူတို့ပြန်တိုက်ရင်ဘယ်လိုလုပ်မလဲစပိုင်ဆိုဘယ်လိုလုပ်မလဲအဲ့ဒါဘယ်လိုခွဲခြားမလဲဒါစပိုင်လားဒါဒီတိုင်းပဲမနေချင်လို့ထွက်ပြေးတဲ့ပြည်သူလားဆိုတော့အဲ့လိုမေးရခါကျမဟုတ်ဘူးခမားကြီးတက်သားအရာရှိတွေပါအကုန်လုံးပြန်ပြောတဲ့စကားအဲ့ဆိုရကြောက်ဖို့ကောင်းတယ်ပေါ့နော်ရန်သူတယောက်လွတ်သွားတာတဲ့ပြည့်မဲ့ပြည်ရောက်တည်သွားတာတော်သေးတယ်ရန်သူတယောက်သူတို့စီရဲ့တထင်းတွေသူတက်စကန်အခြေအနေတွေပါယူပြီးတော့တီးသွားမှတက်ကိုဒီဘာမဟုတ်တဲ့သူတို့ပြောတဲ့စကားပေါ့နော်ဘာမဟုတ်ဘူးပေါ့လူတယောက်တည်သွားတာတော့တော်သေးတယ်ပေါ့ခမားကြီးတွေအတွက်ကိုကောင်းတဲ့ချက်ပေါ့နောက်ကအဲ့ pre-nap-pre မှာ pre-nap-pre မှာဒါအဲ့တို့စီဝေပွဲကြီးလုပ်တယ်စီဝေပွဲကြီးလုပ်ပြီးတော့ပညာတတ်တွေခုနဒီလူတွေနဲ့ခွဲပြီးတော့ထားတဲ့ပညာတတ်တွေအုပ်စုရှိတယ်ဗောဒါပေမဲ့အင်ဂျင်နီယာတို့ဘာတို့ရှင်းနေလို့အဲ့လူတွေအကုန်လုံးဆိုတော့အင်္ဂါနိုင်ငံတော်ကြီးတည်ထောင်ဖို့အတွက်ကိုလိုအပ်တဲ့အကြံဉာဏ်များပေးကြပါအဲ့လေတက်ပြီးတော့လည်းပြောကြရကွာပြောပြီးလို့ရှိရင်လူငယ်ချို့တွေကမင်းတို့ကတော့တက်ရွယ်ကိုလက်ပါအဲ့ပဲကြီးကတော့ဘာလို့လဲဆိုရင်သင်္ဘောတက်ပြီးတော့85ကိုဟောအင်္ဂါတွေဘာဖြစ်ကြလဲခင်ဗျားခမာကြီးတက်တွေကဘာဖြစ်ကြပဲဒါတွေမလုံသင့်ဘူးတဲ့မလားပြည်သူတက်တာဖြတ်တာဒါအာသာရှင်ပဲခင်ဗျားတော်လိုင်းသမားမဟုတ်ဘူးဘာညာပြောအဲ့လေပြောပွဲဆိုတာရရှိရနားထောင်ပေးပြောတယ်သင်္ဘောပေးပြောတယ်ပြီးသွားရင်ညနေပွဲသိမ့်ပြီဆိုတော့စီဝေးပွဲပြီးသွားရတယ်ရှင်လည်းကြောက်အခုနပြောတယ်ဂလန်ကဆန်ပြောထားတယ်ဟိုတက်တွေဘာမလုပ်အောင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့လူတွေအကုန်လုံးနာမည်စင်းနဲ့လာခေါ်ခေါ်ပြီးတော့ဒီစီလာဖြစ်သွားပြောစားခင်ဗျာအဲ့ဒါဆိုရင်အခုဒါကိုပြောနေတဲ့အချိန်မှာ level တွေပါမရဘူးလားအခုကခမာနီမရှိတော့ဘူးမရှိတော့ဘူးလားအဲ့တော့ခမာနီပေါ်တော့ပါမရှိတော့ဘူးလားပေါ်တော့မဟုတ်လူပေါ်မရှိတော့ဘူးလားထင်လို့ကျွန်တော်မထင်ဘူးနော်ဟုတ်မရှိတော့ဘူးထင်မဟုတ်လေကျွန်တော်အခုအခုမှလေနည်းနည်းပြောလိုက်မှလည်းသိပါမရှိတော့ဘူးတကကံဝေးကနေပြီးတော့ဒီလာပြီးတော့သိရမလားဟောလေမင်းတီးမှာတော့ပါတော့အဲ့လိုခွက်တွေအဲ့နည်းတော့လန့်နေရတယ်စဉ်းစားတက်နိုင်ကိုပြေးရမှာပဲကိုလေဝကြောတော့ဘလို့ဝကြောအေးကြောက်တယ်ဘယ်လိုပြေးမှာမဲဆောက်လာချင်းမိုင်လားမဟုတ်ဘူးတို့ကတီးဘူးမပြောဘူးဘယ်ပြေးမှာဘယ်ပြောတယ်ဘယ်ပြောလိုက်တက်မှာဟောခမာဒီကြောက်ရတယ်ခုနကတော့အဲ့မှဘေးရရှိတာခုနပြောရတဲ့အထဲမှာစင်မော်တက်ပြောကြတဲ့လူငယ်တွေကိုကြတော့မက်ရှင်နဲ့ပေါ်ရတယ်ပေါ့အဲ့မှတက်မပြောဘဲနဲ့ကြံခဲ့တဲ့လူတွေကြတော့သူတို့ဖျောက်သွားတယ်အဲ့စင်မော်တက်ပြောပဲဟိုဂလန်ကဆန်မလုပ်တဲ့လူတွေကြတော့သူကလွတ်ပေးလိုက်တယ်တော့မထင်နဲ့အဲ့တနည်းအဲ့သူတို့အဲ့ဟွာပေါ့အဲ့ pre-nap-pre မှာပဲဆိုတော့အဲ့လိုစောင်းကြီးစောက်ထားတယ်ကွာဝါတေးကြီးအဲ့မှာပဲနေပြီးတော့အထုပ်တိရေးခိုင်းဘလို့ထုတ်ပတ်တိမင်းဘဝစကြောင်အကုန်လုံးပြန်ရေးခိုင်းတာကွာသိလားတော့အဲ့လိုရေးပေါ့နော်ရေးပြီးလို့ရှိလို့ရှိရင်အမှန်တိုင်းဝင်ခံပေါ့အမှန်ဝင်ခံသူတို့ကသိကျင်တာဗာလဲဆိုတော့ကွာစစ်ကြောရေးကိုသူတို့ကိုယ်တိုင်မလုပ်တော့ဘဲနဲ့ကိုယ့်ကိုစစ်ကြောရေးဝင်ခိုင်းလိုက်တာအဲ့မှာသူကဘဝတောက်လျှောက်မှာဟိုဆိုကြပါလို့ကမင်းအားပါတော့အဲ့မင်းအဲ့ဒီမှာတောက်နေတဲ့လူတယောက်ပေါ့နော်မင်းအထုပ်တိကိုရေးချင်မှာအဲ့အထုပ်တိထဲမှာအဲ့လုံတော့အစိုးရတက်ကတရားရုံးနဲ့တပိတ်ဆိုင်ထိုင်ခင်မှုအကြောင်းလေးမျိုးရေးလိုက်ပါအဲ့လိုမျိုးသစ္စာပေါ့ဒါပေမဲ့သူအဲ့ဒါအဲ့အချက်လက်တွေအဲ့လိုမျိုးညီစိုးတဲ့အချက်လက်မပါမချင်းလည်းမင်းကိုရေးခိုင်းတော့အဲ့ဒီကူအဲ့ဖတ်ပြေးလို့မြောက်လာတဲ့လူတယောက်ပြောပါသူဆိုအဲ့အထုပ်ပတိကို18ခါရေးခဲ့အဲ့18ခါရေးပြီးတဲ့အချိန်မှာ तू အသက်ခံရတော့မယ့်အချိန်မှာဘာဖြစ်လဲဆိုအဲ့ခုနဗီကောင်းနေဝင်ပြန်ပြီးတော့ဝင်တိုက်တဲ့အချိန်နဲ့သူကြုံအဲ့ free freedom အခုသူကအဲ့ဗီကောင်းနေဝင်သိမ်းလိုက်တယ်သူကမ
အသေးပဲကြံနေတယ်အဲ့တောင်းလျှောက်ရေးခိုင်းတော့ပညာတတ်ဆိုတဲ့လူကောင်းလေလား မျက်မှန်နဲ့ပဲ မျက်မှန်နဲ့ပဲတွေကွာတဲ့သူတို့ခေါ်တာရှိပါတယ်ပါဘယ်လိုခေါ်တာဆိုတော့ ဗါလေဟုတ်မျက်မှန်နဲ့ကျဲဝါသူတို့တန်းနဲ့ပေါ့သိရမလားလူတယောက်ကသူ့မှာမျက်မှန်ပါပြီဆိုလို့ရှိရင်အဲ့ဒါပညာတတ်ရှင်းရဲ့ပြရုပ်ဆိုပြီးတော့အဲ့ကောင်ခေါ်လျှော့ခံရတာတော့အဲ့လိုဟုတ်ပြောမယ်ဒနာရှင်ပေါက်စားဒနာရှင်ပေါက်စားဆိုပြီးလျှော့တာပါအဲ့လိုမလျှော့ခင်လေသူကအဲ့ခုနအထုပ်ပြီးရေးခိုင်းအထုပ်ပြီးကိုအချင်းချင်းရေးခိုင်းသူအဲ့သူတို့အထုပ်ပြီးရေးခိုင်းဆိုတာထင်တာတော့ကွာအဲ့ခုနပြောသလိုအဲ့ညီဆုံးတာတွေလိုချင်လို့ကွာသိလားအဲ့ဒီကပညာတတ်ကိုတတ်ချင်တာကွာရှင်းနေတာဒါပေမဲ့ရှင်းနေတဲ့ဥစ္စာကိုအကြောင်းပြချက်ရှာမတွေ့တော့ပြန်လာအဲ့ညင်းတဲ့ဥစ္စာလေးကိုမရကောက်အောင်လို့တိုက်ရှာပြီးတော့အဲ့ခုနကလက်ဖေးဆိုင်ထိုင်ဝင်တော့မှမင်းကအရှုံဖြစ်နိုင်ရင်သိတယ်မင်းအဲ့လိုကြီးလားအဲ့လိုဆိုးတဲ့ခမာနီပေါ့ခမာနီတက်ကြီးနိုင်ဟောပေါ့26အဲ့26နောက်ပိုင်းဘာဆက်ဖြစ်သွားလဲတဲ့မလားနည်းနည်းဟောလေအရင်နည်းနည်းတော့တွေးပါအောင်ဆိုပြီးဟုတ်ပါအောင်နည်းနည်းဟိုဟာဖြစ်သွားပြီလေချောင်းကြီး6သွားတယ်အဲ့တော့နောက်တစ်ခုကလေချောင်းကြီးလည်း6ဆိုလေဘင်းလည်းရားသွားပြီဗျာလေချောင်း6ရင်ဒီတော့ရီဂျန်စီတော့မတောင်းနဲ့မတောင်းရီဂျန်စီတောင်းဘူးလေကိုမှအဲ့ကတည်းကလက်နိုင်လိုက်လို့ရှိရင်မြန်မာငွေ7,200ဗျာငါငွေ7,200ပိုင်နိုင်ဘူးအကုန်ဗျာသိလားအဲ့ဒါပဲဒါပေမဲ့ဟိုစိတ်ချပါကျိုးတို့ကတော့ခုနကလိုမျိုးတယ်ဗျာငါတို့ကတော့ဆန်မရှိစားမရှိနေခဲ့ပါဆိုပြန်မអော်ပါဘူး